ဒီဇလန်းလေးကတော့မိဘတွေကတန်းကြွယ်တထေးကြီးတွေမှန်းမသိပဲဆင်းရဲရင်းနှက်ခဲ့ရတဲ့သားတယောက်ရဲ့ရင်နာစရာဇလန်းလေးပဲဖြစ်ပါတယ်။ကုန်ပစ္စည်းတွေတည်ရင်းနဲ့ကျွန်တော်တခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတော့တန်ရှင်းရေးဝန်ထမ်းဖြစ်လုပ်ကင်နေတဲ့ကျွန်တော်ရဲ့မိဘနှစ်ပါးဟာတကယ်တော့ထိတ်တန်းတန်းကြွယ်တထေးကြီးတွေဖြစ်နေတာပါပဲ။တထေးကြီးကိုလာရောက်ကြိုဆိုတဲ့မန်နေဂျာဟာကျွန်တော်ကိုမြင်သွားတဲ့အချိန်မှာတော့အရှိန်လုံးပြီးတထေးကြီးကသူ့သားအတွက်ပြင်ဆင်ထားတဲ့ကွန်ပျူတာပွဲကဝိုင်ပလင်းတွေကိုတိုက်မိပြီးခွဲမိသွားပါတော့တယ်။မန်နေဂျာကချက်ချင်းပဲကျွန်တော်စီပြေးလာပြီးအပြစ်တင်ဆဲဆိုပါတော့တယ်။ဒါပေမဲ့ကျွန်တော်ရှိကမိဘတွေနဲ့ညီလေးကိုကြည့်ရင်ဒါတွေဟာအိမ်မက်တစ်ခုလိုပဲထင်နေမိခဲ့တာပါဘာလို့လဲဆိုတော့ငငယ်ကလေးကအဖေအလုပ်ကနေပြန်တယ်လာတဲ့စားချင်းစားကြံတွေကိုစားခဲ့ရပြီးအမေအမိုက်ပုံကနေကောက်လာတဲ့အဝတ်စားတွေကိုပဲဝတ်ခဲ့ရလို့ပါအခုမှပဲသူတို့ဟာတကယ်တော့တန်းကြွယ်တထေးတွေဖြစ်နေမှန်းကျွန်တော်သိလိုက်ရပါတယ်ကျွန်တော်ကနှာခေါင်းစည်းတက်ထားတာကြောင့်သူတို့ကကျွန်တော်ကိုသူတို့တောင်းပန်မမှတ်မိကြပါဘူးမန်နေဂျာကတော့ခွဲလိုက်တဲ့ဝိုင်ဘိုးကိုကျွန်တော်မပေးနိုင်မှဆိုးတာကြောင့်ကျွန်တော်ကိုအဝေးကိုဆွဲထုတ်သွားပါတော့တယ်ဒီနေ့ဟာကျွန်တော်ညီလေးတက္ကသိုလ်ဝင်ခွင့်ရတာကိုဂုဏ်ပြုဖို့အဖေကပွဲကြီးပွဲကောင်းကျင်းပပေးနေတာပါဒါပေမဲ့အဲ့ဒီပွဲမှာကျွန်တော်အကြောင်းတခုမှမပါခဲ့သလိုဒီမိသားစုမှာကျွန်တော်ကလူကိုတယောက်လိုဖြစ်နေခဲ့ရပါတယ်ဘေးနားမှာရက်ကြည့်နေရင်ကျွန်တော်လုံးသားတစ်ခုလုံးအစိတ်စိတ်အမှားမှာကွဲကြည့်ခဲ့ရပါတယ်မိဘတွေကတော့ဘာမှမသိကြပါဘူးကျွန်တော်ကတော့မိသားစုကဆင်းရဲတယ်လို့အမြဲယုံကြည်ခဲ့တာကြောင့်မိသားစုဝင်ထုတ်ဝင်ပိုးလျှော့ပါအောင်အားလက်ချိန်တိုင်းအချိန်ပိုင်းအလုပ်တွေလုပ်ခဲ့ရပါတယ်ကတူတက်ရရင်မိဘတွေကိုတက်တောင့်တက်တာထားနိုင်မယ်လို့ကျွန်တော်တွေးခဲ့ဘူးတယ်ဒါပေမဲ့နားချိန်မရှိပဲအလုပ်တွေစူးစမ်းပန်းစားလုပ်ခဲ့ရတဲ့တန်းကြောင့်ကျွန်တော်ဟာကုလို့မရတော့တဲ့ယောဂဝေဒနာကိုခံစားနေရပါပြီကျွန်တော်မှာအသက်ရှင်ဖို့တလပဲအချိန်ကျန်ပါတော့တယ်ဒီအကြောင်းကိုသိလိုက်ရတဲ့အချိန်မှာကြန့်ရှိနေတဲ့အချိန်လေးမှာမိဘတွေအတွက်ပတ်စံလေးပို့ရှာပေးခြင်းခဲ့ပေမဲ့မိဘတွေကတော့ကျွန်တော်ကိုအကြီးအကျယ်စိတ်ပြက်စရာတွေပဲပေးခဲ့ပါတယ်အိမ်ပြန်လမ်းမှာလူမိုက်တစုရဲ့ပိတ်ဆိုတာကိုခံလိုက်ရပြီးသူတို့ကကျွန်တော်ကိုဝိုင်းရိုက်ပြီးအခုချက်ချင်း$3သူညပေးဖို့တောင်းဆိုကြပါတယ်ကျွန်တော်လည်းမိဘတွေကိုဖုန်းဆက်ပယ်ရစီပတ်စံချက်ချင်းလွှဲပေးပါမယ်လို့တောင်းပန်ခဲ့ရပါတယ်အဖေစီဖုန်းဆက်ပြီးအဖေကျွန်တော်ကိုလူမိုက်တွေဝိုင်းထားလို့ပါ$3သူညလောက်အမြန်လွှဲပေးပါဦးကျွန်တော်အရန်ကြောက်နေပြီလို့ငိုယိုပြီးအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာညီလေးကဘေးကနေအကိုကအမြဲတမ်းအဝတ်စုပ်တွေဝတ်နေတာဘသူကသူ့စီကပတ်စံတောင်းမှလဲဒါလိန်နေတာပဲဖြစ်မှာပါလို့ပြောလိုက်ပါတယ်အဖေကလည်းညီလေးစကားကိုယုံသွားပြီးပတ်စံမပို့ပေးတဲ့အပြင်ကျွန်တော်ကိုပြင်းပြင်းထန်ထန်ဆဲဆိုပြီးဖုန်းချသွားပါတော့တယ်ကျွန်တော်လည်းမျောလင်းချက်မဲ့စွာနဲ့လူမိုက်တွေကိုကြည့်နေမိပေမဲ့သူတို့ကတော့မညာမတာပဲကျွန်တော်ကိုထပ်မံရိုက်နှက်ပြီးထားခဲ့ကြပါတယ်သူတို့ထွက်သွားပြီးနောက်မှာတော့နာကျင်မှုတွေနဲ့အတူနေရန်ကိုမိပြီးထိုင်နေမိစဉ်မှာခွလေးတကောင်ကျွန်တော်စီတဖြည်းဖြည်းရှောက်လာပါတယ်အဲ့ဒီခွေးလေးဟာလည်းကျွန်တော်လိုပဲဘယ်သူမှမလိုချင်တဲ့အပေခံလေးမှန်းကျွန်တော်သိလိုက်ရပါတယ်နောက်တနေ့မနက်မှာတော့ဒဏ်ရာပြည့်နဲ့အိမ်ကိုအနိုင်ပြန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့စိုးရိမ်တဲ့အကြည့်တွေအစားအပြစ်တင်တန်တွေကိုပဲကြားခဲ့ရပါတယ်ညကအိမ်မပြန်တာရဲ့ရန်ဖြစ်လာတာရဲ့ကြောင့်ကျွန်တော်ကိုဆဲဆိုကြပြီးအပြင်းထွက်ပြီးအပြစ်ပေးတာကိုခံယူဖို့ခိုင်းကြပါတယ်အဲ့ဒီအချိန်မှာခွေးလေးကကျွန်တော်ကိုလာပြီးနှစ်သိမ့်ပေးပေမဲ့ညီလေးကအဲ့ဒီခွေးလေးကိုကန်ထုတ်လိုက်ပါတယ်ကျွန်တော်လည်းဒေါသထွက်ပြီးညီလေးကိုတွန်းဖယ်လိုက်မိပါတယ်စူညံတန်တွေကြောင့်အဖေထွက်လာပြီးခွေးတကောင်အတွက်နဲ့ညီဖြစ်သူကိုတွန်းရမလားဆိုပြီးကျွန်တော်ရဲ့အသေးအတန်တောင်းပန်မှုတွေကိုလစ်လျူရှုခဲ့ပါတယ်နေ့လယ်စာစားချိန်ရောက်တဲ့အခါထမင်းဝိုင်းကဟင်းတွေကိုကြည့်ရင်ဒီလိုမြတ်တာမရှိတဲ့အင်ဂီဟာပေါ်ကျွန်တော်လုံးဝမျောလင်းချက်မဲ့သွားပါတော့တယ်နောက်ဆုံးသူတို့တွေအဲ့ဒီ၆ကက်နေတဲ့အင်ကြီးစီကိုပြန်ရောက်လာတဲ့အချိန်မှာတော့ကျွန်တော်ဒီနှစ်တွေတခြားဘလောက်တောင်ခံစားခဲ့ရလဲရလဲဆိုတာကိုသူတို့စတင်သိရှိသွားပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ပါပြီဒီဇလန်းလေးကိုနှစ်သက်တယ်ဆိုရင်အကောင့်ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်တစ်ခေါက်မှလည်းမေ့လို့မရနိုင်မဲ့ဇလန်းကောင်းတွေကိုတင်ဆက်ပေးသွားပါဦးမယ်